ဝက်ဆွယ်ရှင်ပုံပြင်လွန်ခဲ့သောနှစ်ပေါင်းများစွာကတောင်ငူနယ်သောတိခိုခေါ်နတ်တောင်၏တောင်ဆောင်၌အသက်ကြီးသောအဖိုးအိုတစ်ယောက်ရှိသည်။ညီအဖိုးအိုအားထော့မဲပါဟူ၍ခေါ်ဝေါ်လေသည်ထော့မဲပါအဓိပ္ပာယ်မှာဝက်ဆွယ်၏အဖြေဝက်ဆွယ်၏အရှင်ဖြစ်သည်။ထိုအဖိုးအို၏သားသမီးများလောက်ကင်သောတောင်ယာတို့ကိုအလွန်ကြီးမားသောတောဝက်တစ်ကောင်သည်အစဉ်ဖြက်စီး၏ရင်းတော်ဝက်ကြီး၏ဖြက်စီးမှုကိုမခံနိုင်ကြတော့လဲဝက်ကြီး၏ကြီးမားမှုကြောင့်ညီသူမျှမသက်ဝင့်ချေထိုအဖိုးအိုသည်ဝက်ကြီး၏ဖြစ်စီမှုကြောင့်မိမိသားသမီးများဒုက္ခရောက်ရမည်ကိုစိုးရိမ်သဖြင့်ထိုဝက်ကြီးကိုထွက်၍တက်လေ၏ထိုဝက်ကြီးကိုတက်ရာတွင်အလွန်မောပန်းသဖြင့်အဖိုးအိုသည်ဝက်တေကောင်ကိုအိမ်သို့ယူမလာနိုင်တော့ချေအိမ်သို့ရောက်သောအခါသားသမက်များအားဝက်တေကောင်ကိုယူရန်စေလွတ်လိုက်၏သို့သောသားသမက်များအားသည်သွေးကွက်များနှင့်မြက်တစ်ပင်များကျိုးလဲနေသောနေရာကိုသာမြင်၏ဝက်တေကောင်ကိုမတွေ့သဖြင့်အိမ်သို့ပြန်လာပြီးဝက်မတက်နိုင်ပဲဝါကြွားကြောင်အဖိုးအိုအားကဲ့ရဲ့လေယာအဖိုးအိုလည်းဒေါသထွက်ပြီးမင်းတို့ဝက်တက်ဖို့ဝေးစော့တက်ပြီးသောအသေးကောင်ကိုမျှယူမလာနိုင်ကြောင်းဖြင့်ပြောလေသည်ထိုအငင်းအခုံကိုငိမ့်စေရန်ဝက်တေကောင်ကိုထားခဲ့သောနေရာသို့သွားကြလေရာဝက်တေကောင်မရှိတော့ကြောင်းတွေ့ရလေသည်သို့သောထိုနေရာ၏ပတ်ဝန်းကျင်တွင်လိုက်လံရှာဖွေရာဝက်တေကောင်ကိုမတွေ့ဘဲဝက်ဆွဲတစ်ခုသာတွေ့ရလေသည်ရင်းဝက်ဆွဲ၏တမျက်နှာမှနီး၍အခြားတစ်မျက်နှာမှာဖြူပြီးကြံတစ်မျက်နှာမှာပြာသောအယောင်ရှိ၏အဖိုးအိုသည်တောဝက်ဆွဲကိုအိမ်သို့ယူလာပြီးဘီးပြုလုပ်လေသည်ထိုဘီးကိုစား၍အသုံးပြုသည်နှင့်တပြိုင်နက်သူသည်ငယ်ရွယ်စဉ်အရွယ်သို့ပြန်ရောက်လေသည်ကံကောင်းထောက်မ၍ဘီးကိုအသုံးပြုရာတွင်သားသမီးများရှာအေတွင်အသုံးပြုမိသဖြင့်သားသမီးများမိမိအားမှတ်မိကြလေသည်အကယ်၍သားသမီးများမျက်ွယ်မှာထိုဝက်ဆွဲကိုအသုံးပြုခဲ့ပါမူသူတို့မှတ်မိလိမ့်မည်မဟုတ်ချေအဘယ်ကြောင့်ဆိုသောဤဝက်ဆွဲဤတန်ခိုးကြောင့်အဖိုးအိုသည်နှုပြိုလာလေသည်ဤဝက်ဆွဲကိုမကြာခဏအသုံးပြုခြင်းကြောင့်ထော့မဲပါဤသားသမီးများသည်ဘေးဥပတ်အန္တရာယ်ယောဂဗျအပေါင်းမှလွတ်ကင်း၍လျင်မြန်စွာလူဦးရေတိုးပွားလာလေသည်ဤကဲ့သို့များလာကြသဖြင့်ထော့မဲပါဤသားသမီးများသည်တောင်ငူတောင်ပေါ်တွင်သာမကယခုတောင်ငူမြို့တရားမြေပြင်တွင်ရှေးအခါကရွာကြီးလောက်ပင်ရှိပေလိမ့်မည်ထိုရွာထဲမှပင်ဝင်ရောက်နေထိုင်ကြလေသည်လေယာမြေများလည်းသားသမီးများပွားလာသောကြောင့်လုံလောက်စွာမရှိတော့သဖြင့်ထော့မဲပါသည်သားသမီးများလောက်ကင်စားတောက်ရန်အတွက်မျိုးစာကောင်းသောအရက်ကိုထွက်ရှာလေသည်ထော့မဲပါပြောသည်မှာသူသည်အိုခြင်းနာခြင်းများကိုအောင်မြင်တော်လဲပင်ပန်းစွာအလုပ်များကိုလောက်ကင်ခြင်းမှာမအောင်မြင်သေးချေသူသည်ရောက်သွားသောနေများ၏မျိုးစာများကိုဤကဲ့သို့စမ်းသက်ကြည့်၏သူသည်တွင်းများကိုတူးပြီးတွင်းတွင်းမှရရှိသောမြေစာကိုအခြားတွင်းများ၌ထည့်လျင်တွင်းပေါင်းမီမျှပြည့်နိုင်သည်ကိုကြည့်၏မဲခေါင်မြစ်၏ဘယ်ဘက်တွင်ရှိသောမြေကြီးများသည်အကျယ်ဝန်းညီသောတွင်တွင်းကိုပြည့်စေနိုင်သည်ဤမျိုးစာနှင့်စိတ်မကျေနပ်ပဲမြစ်ကိုဖြတ်ကူးပြီးမျိုးစာစမ်းသက်ကြည့်ရာညီမျှသောတွင်ခုနက်တွင်းကိုပြည့်စေကြောင်းတွေ့ရသောအခါသူသည်ကျေနပ်အားရဖြစ်ပြီးသားသမီးများအားခေါ်ရန်ပြန်သွားလေသည်အဖိုးအို၏သားသမီးများအားလုံးလိုက်လာကြ၍မြေကမ်းနားသို့ရောက်သောအခါစားမှုကြလေသည်တယောက်ရောက်သောသူကခရုကိုစားကောင်းသည်ဟုပြောသောအခါသူတို့သည်ခရုများကိုတခါမျှမမြင်ဘူးသောကြောင့်ချင်းပေါင်ရွက်ဖြင့်ရောပြုတ်လေ၏အချိန်နာရီပေါင်းများစွာပြုတ်ပြီးထိုခရုများ၏အခွန်ကိုစမ်းသက်ကြည့်ရာမာနေသေးသဖြင့်ခရုများမကျက်သေးကြောင်းယူဆကြသည်အချို့လည်းချင်းပေါင်နီသောအရေးကိုတွေးရလျင်ခရုများ၏သွေးဟုအောက်မေ့ကြပြီးခရုများမကျက်သေးဟုယူဆကြပြီးတဖန်ထပ်ပြုတ်ကြပြန်သည်အဖိုးကိုလည်းမစောင့်နိုင်တော့ပဲခရီးဆက်သွားရန်ပြောတော်လဲသူ၏သားသမီးများကအစာစားပြီးမှခရီးဆက်သွားနိုင်မည်ဟုပြောသောအခါထော့မဲပါကခရီးဆက်သွားနှင့်ပြီးမိမိသွားမိလမ်းကိုမှတ်မိစေရန်တစ်မြစ်များကိုခုတ်လဲခဲ့မည်ဟုမှာကြားခဲ့ပြီးခရီးဆက်သွားလေသည်ကြံရစ်သောသမီးများသည်ခရီးကိုအတန်ကြာပြုတ်ပြီးတရုတ်လူမျိုးအချို့နှင့်တွေ့ဆုံသောအခါမှရင်းတို့အားခရီးစားရန်နဲပေးပြောပြလေသည်သူတို့သည်ထိုခရုများကိုစားတောက်ကြပြီးအဖိုးအို၏နောက်သို့လိုက်လေသည်သို့တော်လမ်း၌ထော်မဲပါခုတ်လဲထားသောတောင်ငပြောပင်များသည်ခုနှစ်လက်မ8လက်မအထိအစိုးထွက်လာသည်ကိုတွေ့မြင်ရသောအခါထော်မဲပါသည်ခရီးတော်ဝေးဝေးရောက်နေပြီဟုယူဆကြ၍ထော်မဲပါနောက်သို့ဆက်မလိုက်ကြဘဲမိမိတို့၏နေရင်းဌာနတောင်ငူသို့ပြန်ကြလေသည်ဤထူးဆန်းသောဘီးနှင့်ထော်မဲပါကွယ်ပြောက်သွားသည့်နေကဆို၍ထော့မဲပါ၏သားသမီးကရင်လူမျိုးများသည်
ယခင်ကကဲ့သို့အိုခြင်းနာခြင်းတေခြင်းဘေးမှမလွတ်မြောက်ကြတော့ချေတနေ့ကြလျင်ထော့မဲပါသည်မိမိ၏သားသမီးအားလုံးကိုစုယုံစေပြီးနံရိုးခုနှစ်တောင်နှင့်ခြေဘဝါခုနှစ်ဆုပ်ရှိဝကြီး၏အသားကိုကျွေးလိုက်မည်ထော့မဲပါ၏သားသမီးများသည်တဦးနှင့်တဦးတွေးဆုံခဲ့သောတဦးစကားကိုတဦးနားလည်ကြမည်မဟုတ်ချေတဦးစကားကိုတဦးသင်ကြားရပေလိမ့်မည်ဟုတဆင့်စကားတဆင့်ကြားဖြင့်ကရင်လူမျိုးများသည်မိမိတို့အဖိုးတော်မဲပါလာလက်တန့်သောအချိန်အခါကိုသာစောင့်မျှော်မှန်းဆနေကြကုန်၏မောင်စင်ကျဲ၏ကရင်ဘဝဓလေ့စာအုပ်မှဝက်ဆွယ်ရှင်ပုံပြင်လူငယ်များ၏ကရင်အမျိုးသားသမိုင်းအခြေခံအဆင့်စာအုပ်မှကူးယူဖော်ပြပါသည်